အားလုံးပဲမင်္ဂလာပါရှင်ရှုမနိုင် channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကိုကြိုက်နေတတ်တဲ့ဆိုရင်လည်း like and subscribe နဲ့ share ခဲ့ဖို့လည်းမမေ့ကြနဲ့နော်တစ်ခါတော့ငါပေါ်ကွယ်ရွာတရမှာကုံတဲ့ဥရောနဲ့ဇနီးဖြစ်သူတော်ချစ်တို့နေထိုင်ကြပါတယ်သူတို့ဟာအလှူဒါနလည်းမပြုတိလာလည်းမဆောက်တည်ဘာဝနာဆိုတာဝေးပေါ့အဲ့ဒါလို့နဲ့တနေ့မှာတော့ကုံတဲ့ဥရောဟာယောဂတစ်ခုနဲ့တည်လွန်သွားပြီးတောအုပ်ကြီးတစ်ခုမှာပိတ်တာဖြစ်သွားပါတယ်။ကုံတဲ့ဥရောမရှိတော့တဲ့နောက်ဥရောရဲ့ဇနီးဖြစ်သူတော်ချစ်ဟာနာမည်နဲ့လိုက်အောင်ပြီးဥစ္စာငွေကြေးတွေကိုကြစ်ကြစ်ပါအောင်စုထားပြီးဘသူကမှပေးကမ်းစွန့်ကြဲမှုမပြုဘူးတဲ့။သူ့ဆွေမျိုးမိတ်ဆွေတွေကအခက်ခဲဖြစ်လို့အကူညီလာတောင်းကြတဲ့အခါတော်ချစ်ကအယမ်းကြီးပြပါတယ်။အမလီဟဲကျမလိုလင်သားမရှိတဲ့မုတ်ဆိုးမကိုများရှင်တို့ကအထင်ကြီးနေလိုက်ကြတာရှင်ကျမမှာရှင်တို့ကိုကူညီရလောက်အောင်မချမ်းသာပါဘူးဘလို့ပဲလိန်ပြောပေမဲ့ဆွေမျိုးမိတ်ဆွေတွေကမယုံကြည်ကြပါဘူးအတင်းစွတ်ကိုအကူညီတောင်းကြတယ်တဲ့ကဲကျမမှာဘာမှမရှိဘူးလို့ပြောပြီးပြီပဲဒါကိုမှရှင်တို့ကမယုံဘူးဆိုရင်လေကျမကြိမ်တွေပြောပါမယ်ရှင်ကျမမှာငွေကြေးဥစ္စာရှိပါလျက်မရှိဘူးလို့ပြောမိရင်ဖြစ်လျာဘဝမှာမစင်စားရသူဖြစ်စေရပါစေတော့ကဲယုံကြပြီလားအဲ့ဒါလို့ကျင်ပြောပြီးလင်ညာလိုက်တော့မှအားလုံးဟာလက်လျှော်ပြီးပြန်သွားကြတာပေါ့ဒေါ်ချစ်ဟာအဲ့ဒါလို့လင်ညာပြောမိတဲ့မုတာဝါရကံကြောင့်အဲ့ဒီဘဝကနေတင်လွန်တဲ့အခါသူ့လင်ယောက်ျားပိတ်တာကြီးဥရောရှိတယ်တော့အောင်ပါပဲပိတ်တာမှတော့ဖြစ်ပါတယ်ဒေါ်ချစ်အနေနဲ့သူစားရတဲ့အနံ့အရာတာကမကောင်းအနံ့အရာတာရှိလာတဲ့စားတောက်စရာတွေကိုစားမယ်ဆိုပြီးလက်နဲ့လှမ်းနှက်လိုက်တာနဲ့ချီပိုးကောင်လောက်တွင်မစင်ပုံကြီးတွေဖြစ်သွားတယ်တဲ့အဲ့ဒီမစင်ပုံကြီးကိုပဲဒေါ်ချစ်ခမအားရပါရစားတော့ရတာပေါ့ဒါကတော့တီလာမဆောင်ထိန်တဲ့မိသားစုရဲ့အဖြစ်ပြက်လေးပါအလွန်တရာမှကြောက်စရာကောင်းလာပါတယ်ဖះရှင်ကလည်း၅ပါးတီလာကိုခါဝေပစိုးမကျွတ်အောင်ဝစ်တကယ်တို့မြဲကြပါလို့ဆုံးမတော်မူခဲ့ပါတယ်နောက်ရက်တွင်ပါလေကောင်းတို့ရာလေးနဲ့ဘ ഹു တုတဖြစ်စေမဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးဦးမှာမို့ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်အားပေးကြပါအောင်ရှင်အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်